ဆွီဒင်နိုင်ငံရဲ့ဆွင်းရဲတဲ့ရပ်ကွက်တစ်ခုကနေပေါက်ဖွာလာတဲ့ဇလတ်တန်အီဘရာဟင်မိုဘစ်ဟာဘောလုံးလောကရဲ့တမိုင်းတစ်လျှောက်အထင်ရှားဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးတိုက်စစ်မှုတွေကတအိုးဖြစ်ရပ်တည်ခဲ့ပါတယ်။သူဟာဘောလုံးထင်းချုမှုကိုကာရဲ့အစွမ်းအားနဲ့အမခန်းလက်ပြန်ကန်တွဲမှု acrobatic strike တွေလိုမျိုးထူးခြားတဲ့စွမ်းရည်တွေကြောင့်နည်းနည်းကျော်ခဲ့ပြီးကလပ်အသင်းပေါင်းများစွာမှာအောင်မြင်မှုတွေရယူခဲ့ပါတယ်။ Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris Saint-Germain နဲ့ Manchester United စတဲ့ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေအတွက်ကစားပေးခဲ့ပြီးဖလားပေါင်း34လုံးအထိစုဆောင်းနိုင်ခဲ့ပါတယ်။အထူးသဖြင့်မတူညီတဲ့နိုင်ငံ၄ခုရဲ့ထိပ်တန်းလိဂ်မှာချန်ပီယံဆုတွေရယူနိုင်ခဲ့တာဟာသူရဲ့အောင်မြင်မှုသက်သေပါပဲ။ဆွီဒင်အမျိုးသားအသင်းရဲ့တမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်တယ်လို့ကိုယုံကြည်မှုအပြည့်ရှိတဲ့စကားပြောဟန်ကြောင့်လဲဘောလုံးပရိသတ်တွေကြားမှာအမြဲတမ်းစိတ်ဝင်စားမှုမြင့်မားခဲ့ပါတယ်။အသက်42နှစ်အရွယ်2023ခုနှစ်မှာဘောလုံးလောကကနေအနားယူခဲ့ပြီမဲ့ဇလတ်တန်ဟာသူ့ရဲ့စိတ်ဓာတ်ခွန်အားယုံကြည်ချက်နဲ့ထူးခြားစံပြတဲ့ကစားဟန်တို့ကြောင့်ဘောလုံးလောကမှာမမေ့နိုင်စရာဘောလုံးသမားတူအထိဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။နောက်ထပ်ပဲကစားသမားအကြောင်းသိလိုပါလေ comment မှာပြောခဲ့နော်